တန်နေနေပြောညာဘက်လေးနည်းနည်းကြည့်1 2 3လာလေနောက်တစ်မျိုးဟုတ်ပြီ1 2တော်ပြီမောင်ရဲ့တန်ဒီနားမှာရက်ရတာကြောချမ်းလာပြီခဏလေးပါတန်ရဲ့လိုက်တင်ကကောင်းနေတော့မဟုတ်လို့ပါနောက်တစ်ခါပြန်ရရင်ဒီလိုက်တင်ရတော့မှာမဟုတ်စောစောတော့လို့နှက်ခမ်းလေးဆိုလိုက်ပါလားအဲ့ဒီမူရလေးမိုက်လို့ဒီလိုမျိုးလေးလားဟုတ်ပြီ1 2ကြားပြီလားမခဏလေးတန်ဖုန်းလေးခဏလောက်ပေးပါလားဘူဝီကလေးလေးပါတခါလေးရိုက်လိုက်ချင်တော့မောင်ဖုန်းကတန်ဖုန်းတော့ resolution မကောင်းဘူးလေဖုန်းဝယ်တော့လေမိမဘောစီပဲဟာမောင်တစ်ပဲဝယ်ပဲလေမိမဝယ်ပေးရစောင့်နေရပေါ့ဝယ်ပေးမယ်ဒီလင်းလေးတရားဟုတ်ပဲရှိတာဝယ်ပေးရမှာပေါ့ဟောမောင်ဖုန်း password ပေးဦးလေမိမမောင်ဖုန်း password တော့ပေးမသိတာဆိုတော့ဒါက privacy လေးမှာပဲမောင်ဖုန်းကတန်ဘယ်တော့မှယူကြည့်ဘူးလေကောက်ပါပြီခဏလိုပဲလားတန်စိတ်ထဲကနေပြီးတော့တချင်းလေးတစ်ပုတ်ညီရင်ရောက်ဘက်ကိုမျက်နှာမူပြီးရက်နေလာတယ်မောင်လှဲ့ဆိုမှပြန်လှည့်လာနော်မောင်ပြောပါပဲတန် idea တစ်ခုရရတယ်တန်ဒီနေရာမှာ drum TV တချင်းဆိုခြင်းနဲ့အဲ့ဒါမှ movie clip ရိုက်ပြရမယ်နော်ဟာတိတ်မိုက်တာဗောမောင်နောက်တစ်ခါကျရင်ရိုက်ပေးမယ်နောက်တန်ကိစ္စမယ်မရသေးဘူးလားတန့်ချမ်းလာပြီမောင်တန့်ကြောက်လာပြီပြေးလိုက်တော့တော်သေးတာပါမောင်ရဲ့မောင် sorry တန်sorry ပါမိမမိရိုက်ချင်နေတဲ့ drum တီးတဲ့ movie clip လေးကိုနောက်ဘက်မှာပဲရိုက်ပြီးတော့မယ်နော်အဲ့ဒီဘက်မှာလည်းမင်း drum တီးတတ်ပါစေလို့ကိုစုတောင်းပါတယ်ကျမရဲ့ကံကြမ္မာဒီလိုမျိုးအဆုံးသတ်ဖို့ပြဋ္ဌာန်းခဲ့တာလားဘဝတနာတဲ့ကျမဒီဘဝကိုခင်တွယ်မနှောမိပါတယ်ကျမဒီဘဝမှာမိဘမဲ့ပြီးဆင်းရဲခဲ့တယ်။ဒါပေမဲ့ချမ်းသာတဲ့အဖေအရွယ်ယောက်ျားတစ်ယောက်နဲ့ရခဲ့တယ်။လူတွေမှာအချစ်နှမျိုးရှိတယ်။ကိုယ်တိုင်ဖန်ဆင်းတဲ့အချစ်နဲ့ဒုတိယဘုရားသခင်ကဖန်ဆင်းတဲ့အချစ်။ကျမကပထမယောက်ျားဒုတိယဘုရားသခင်ကဖန်ဆင်းတဲ့အချစ်နဲ့ချစ်ခဲ့ပြီ။ဒုတိယယောက်ျားကိုတော့ကျမကိုယ်တိုင်ဖန်ဆင်းထားတဲ့အချင်းနဲ့ချစ်ခဲ့ပါတယ်အခုတော့ကျမဖန်ဆင်းခဲ့တဲ့အချစ်ကကျမခန္ဓာကိုယ်နဲ့အတူ
ဟောဒီကြောက်ထဲမှာပဲကျိုးပဲ့ချိန်မကုန်တော့ပဲထင်ပါရဲ့ 来喂，我用下来就你这个很大下边。啊，一个一个。没有干，谁用不忘嘛我？这都新闻听了，电视看了我们别的，特别大干嘛这个我，干啥去？ ဟဲ့လူတွေဘာဖြစ်တာလဲဘာကိစ္စလဲ လူနာစင်းကိုပို့ရှင်လို့ကိုညီမလား ခေါ်တယ်လိုက်ပါကိုသက်စင်ကျမတို့လည်းဆေးုံသွားမှာပဲ ကဲမြင်လို့ဗျာ အမလေးဘယ်လိုလူနာတော့ ချောက်ထဲပြုတ်ကြတာကလှုပ်နေသေးလို့စင်းကိုပို့အောင်တဲတာခဲ့ လူနာရှင်ရော ကျုပ်တို့ကတောထဲမှာသေးကုန်တွေ့လို့တဲလာတာလူနာရှင်တော့မဟုတ် ငါကမှားတာလူနာရှင်မပိုင်ရှင်တို့ကဆေးုံတစ်ခါရလိုက်ခဲ့ ဘူးဗျာ ဟ
ဆေးရုံကြီးကဂျူတီနဲ့ပြတ်ထားပါတယ်ဂျူတီတက်စောပြီးမွေးလာလို့ရှောင်းလာလည်းကျွန်မမွေးပေးလိုက်ရတယ်ကလေးကတော့အသက်ပါမလားဆရာကလေးမေကလည်းအချင်းကပ်ပြီးတွေးသွန်နေလို့ ဟိုလူနာသတိမင်းနေဘယ်လောက်ကြာလဲ တနိုင်ကျော်တော့ရှိပြီဆရာ ဆရာမဝီလူနာတွေးပေါင်တိုင်းပါဟိုလူနာရှင်က ကျွန်တော်ပါဆရာလူနာကျွန်တော်မျိုးသမီးပါ ဟိုလူနာအောင်ပါလေ ဒီလူနာကလမ်းချုံနေလာပါဆရာဟိုလူတွေပြောတာတောင်ပေါ်ကနေကြောက်ထဲပြုတ်ကြရပြောတာပဲ ကျွန်တော်တွေ့ဘူးလူနာတယ်ဒီလူနာစိုးဝါဆုံးလို့မရတော့ဒီလူနာကိုကျွန်တော်လုပ်ပေးနိုင်တာမရှိတော့လူနာအသက်မရှိတော့ ဟုတ်ဆရာကျမဒီမှာရှိနေဆရာဆရာကျမကိုခဲပါဦးဆရာကျမမသိသေးဘူးကျမကိုခဲပါဦးဆရာကျမကိုခဲပါဦး ခင်ဗျားတို့ကလူနာရှင်လား မဟုတ်ဆရာထင်းကုန်တိုင်းတွေ့လို့ဆေးရုံခေါ်တာ ဟို तू ဘသူလဲဘယ်ရလဲဆိုတာခင်ဗျားတို့သိလားဟုတ်ပြီအဲ့ဒါဆိုခင်ဗျားတို့မပြန်နဲ့အောင်ပြင်မှာခဏဆောက်ကျွန်တော်ဒီလူနာကိုကြည့်လိုက်အောင် ဆရာလူနာသွေးဆန်းလို့မရတော့ဆရာဆရာအဲ့ဒီမိန်းကလေးတေးသွားပြီဆရာမသေးသေးတာကျမပါဆရာကျမကိုကြည့်ပါအောင်ဆရာဆရာ ကဲဆရာမ ဆရာ ကျွန်တော်စိတ်မကောင်းပါဘူးခင်ဗျားမိမခဏလေးနော် လူနာသွေးနှုတ်ဆက်ပါလေသိလား အိုသေးပါဆရာ ဆရာမတို့နှစ်ယောက်ကဖုန်းဆက်ပြီးသွေးနှုတ်ရှင်နေရှာပါဟိုကြံတဲ့လူတွေလည်းအမြန်လာခဲ့ဖို့ပြောလိုက်သွေးသွင်းပြီးဖိုင်တယ်ရတယ်ဆိုဖွဲ့ကန်နဲ့ရွှေ့ပေးတာပြင်တာပါ ဆရာကျွန်တော်မိမအချင်း ကျွန်တော်တို့အကောင်းဆုံးညှို့နှင်းကြတာပေါ့ ကျေးဇူးတင်ပါတယ်ဆရာ တက်စင်အမေနန်းကလည်းလိုအပ်တာလေးတွားဝယ်လာအောင်ဟုတ်ဒါနဲ့နေပါစားအောင်လဲ စားရင်စိတ်တော့မရှိပါဘူးမရ
ဆရာမလေးလေအစွမ်းကုန်စူးစမ်းပြီးကုသပေးပြီပဲကျန်တာတော့မပန်းခဲ့ကံမဲပေါ့ကဲအမေတို့သွားလိုက်အောင်မနော်တာ ဟုတ်ကဲ့ပါမပန်းခဲ့ရေနေမြင်တတိရလာပါတော့ဟာမပန်းခဲ့ရေဟုတ်လားမပန်းခဲ့ရေရမယ်ရေရမယ်မပန်းခဲ့မိမတတိရလာပြီလားငါစိတ်ပူလိုက်ရတယ်မိမရေအဆွေကိုမဲတောက်ထောင်းတော့မပန်းခဲ့ငါဆရာကိုတောက်ခါလိုက်ဦးမယ်ခဏလေးနော်မပန်းခဲ့နင်ပြန်မအိတ်သွားနေနော်မပန်းခဲ့မပန်းခဲ့မင်းဘာပြောမလို့လဲ ဘက်ကမဟုတ်ကျမနာမည် ဟယ်လိုတောင်မော်ဆိုင်ရပါရှင် ဒေါ်ဒီလာလားကျွန်တော်ဇာနီထပ်ပါကျွန်တော်မိမဖုန်းကိုဆက်လို့မရလို့ဒီဖုန်းကိုခေါ်လိုက်တာဖုန်း repeater တွေကပြတ်နေပြန်ပြီလားကျွန်တော်မိမတန်သေးတယ်ရော မပြတ်ပါဘူးမမလေးတန်းစီဒီအိမ်မှာမရှိတာ3ရက်ရှိသွားပြီဖုန်းလည်းဆက်လို့မရဘူးမင်းဖုန်းကိုဆက်တော့လေတောက်လျှောက်ဆက်ပိတ်ထားတယ် ဟာ3ရက်ရှိပြီဟလားခင်ဗျားတို့လိုက်မရှာကြဘူးလားဟိုင်ခင်ဗျားတဲပို့တာပဲ မမလေးတန်းစီဒီကရင်တော့ကလည်းဆိုင်ကယ်တစ်စီးနဲ့ထွက်သွားနေကြပါအခုလည်းအပြင်ခဏသွားအောင်မယ်ဆိုပြီးထွက်သွားတာမင်းလည်းအိမ်မှာမရှိတော့မင်းနောက်ကိုလိုက်သွားတယ်ထင်ပြီးဖုန်းမဆက်မိတာမနေ့ကမင်းဖုန်းကိုဆက်တော့လေတောက်လျှောက်ဆက်ပိတ်ထားတယ်လေအဲ့ဒါနဲ့မမလေးမေစုနဲ့တိုင်ပင်ပြီးရန်ကုန်ကရှင်းနေဦးနေတုံးရှိကိုဖုန်းဆက်လိုက်တယ် ဩမေစုကတောင်မော်ဆိုင်ရောက်နေရလား ဟုတ်တယ် ဒါဖြင့်မေစုကိုဖုန်းပေးလိုက်ပါ တော်ကြီးလုံးဆရာရှိသေးရမလားသွားလို့တော့လေလိုရင်းမဲ့ပြောပါဘွားကြီးချောင်းထောင်ထောင်နေမှာ ကိုနားလဲပါတယ်တန့်တီတီတော့ကြောက်တဲကြပြီးတည်သွားပြီဒါနဲ့ဘာကိစ္စရှင်းနေဦးနေတော့ဖုန်းဆက်လိုက်ရတာ ထော်တီလာဆက်တာလေသူဆက်မယ်ဆိုတော့ဘလို့တားမလဲဒါနဲ့ယူဖုန်းကဘာလို့ဆက်ပိတ်ထားလဲ တမင်ပိတ်ထားတာကိုမနှက်ပြန်ပြန်ရောက်မယ်အဲ့မှာဘာမှမထူးကြဘူးလား ဟမ် ခုတော့ထူးကြတယ်ဒါပဲလေလေးရှင်နေဖွားတစ်မျိုးထင်တယ်
မပန်းခဲ ကျမမပန်းခတ်မဟုတ်ဘူးလို့ဘယ်နှခါပြောရမလဲစိတ်တွေလည်းညစ်ပါတယ်တကယ်ပါပဲအဲ့နေရလား မဟုတ်ပါဘူးဆရာမပန်းခဲဆရာဝင်လာကြည့်ရေ မပန်းခန့်တော့တော်တော်လေးပြန်ကောင်းနေပြီပဲ လာရမီဒီမပန်းခတ်ကျမနာမည်မပန်းခတ်မဟုတ်ဘူးကျမနာမည်ဘယ်လိုပါလဲဆရာကျမနာမည်ဘယ်လိုလဲကျမဘာဖြစ်လို့စိတ်အောင်ရောက်နေရလဲ မပန်းခန့်ကကလေးမီးဖွားရင်တွေးတယ်လို့စိတ်ယုံရောက်လာလေမမှတ်မိဘူးလား ကျမကလေးမိပွားတယ်ဒါနဲ့အဲ့ကလေးဟာ တို့ကလေးကမွေးကလေးကအသက်မပါလာဘူးမပန်းခဲရေ အဲ့ဒါကြောင့်ရန်သားကြီးတင်းနေတာလေဟာ ဒါကလေးနိုးမတက်ရတော့နှုတ်ချောင်းတွေပိတ်ပြီးနားနေတာလေညှစ်ထုတ်ပြရမှာ မပန်းခန့်အခုမှတ်မိပြီလားဒါမပန်းခန့်ရဲ့ယောက်ျားကိုသက်စင်လေမပန်းခန့်တော့ကမင်းသူစွာမနေကြတာမှတ်မိတယ်မဟုတ်လား ကလေးအဲ့လိုနေရလား မပန်းခဲရေငါနေလင်လေဟာခလေးကငါနဲ့မရလို့ဘယ်လင်နဲ့ရရှင်သေးရတော့ မသိတော့ဘူးငါကောင်းနေရှောက်လာပြီတော်တော်လူကတော့ငါလာခါသွားကြတော့ မပန်းခဲတတိထောင်းလေဒါဆေးုံလေးမပန်းခဲရေ ငါတော့လာမရှိနဲ့နင်တို့အားလုံးပေါင်းပြောငါ့ကိုဝိုင်းနေနေကြတာမပန်းခတ်မဟုတ်ပါဘူးဆိုနေမှာဆိုတဲ့ငိုနဲ့လေမင်းကြီးကမှငိုနေခေါင်းကိုက်ပါဆွဲတယ် ကျမမဟုတ်ပါဘူးဆိုနေကိုသက်စင်ထိုင်များ ဆရာကျွန်တော်မိမဘာဖြစ်သွားလဲဆရာယူသွားလား မယူပါဘူးဗျာ ဒါဖြင့် तू ဘာဖြစ်သွားလဲဆရာကျွန်တော်လည်းမသိဘူးပြောနေတယ် ပြောရရင်တော့ခမားမိမအတိတ်မိသွားတာဗျဟိုခမားလည်းရုပ်ရှင်တွေဗီဒီယိုကြည့်ဘူးမှာပေါ့ခေါင်းကိုထိခိုက်မိပြီးအတိတ်မိသွားတယ်ဆိုတာမျိုး မပန်းခက်ကခေါင်းကိုထိခိုက်မိတာမဟုတ်တာဆရာ ကျွန်တော်လည်းအထူးကူဆရာဝန်မဟုတ်တော့အကြမ်းမြင်ပဲပြောနိုင်မယ်ဗျဟိုအတိတ်မိစေနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိရဗျာဥပမာ accident ဖြစ်ပြီးခေါင်းကိုထိခိုက်မိစေတာစိတ်ဒဏ်ရာရအောင်အနှိမ့်ဆက်ခံရတာအုံနောက်လေဖြတ်တာအစိတ်ငွေ့တွေရှုမိတာနှလုံးအကြာကြီးရက်ပြီးအုံနောက်ကိုအောက်ဆီဂျင်အကြာကြီးမရောက်တာအဲ့လိုမျိုးတွေပေါ့ဗျာအခုမပန်းခက်ကအကြာကြီးသေးသေးလစ်ပြီးနှလုံးရက်ပြီးမှဆေးရုံရောက်လာတာဆိုတော့ကျွန်တော်နောက်ဆုံးပြောခဲ့တဲ့အချက်ကြောင့်ဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်တော့ပြစ်လိုက်ရပြီလို့ထင်သေးတာဗျာကံကောင်းသွားလို့ ကျွန်တော်ဘာဆက်လုပ်ရမလဲဆရာ ကျွန်တော်အကြံပေးချင်တာကတော့အထူးကူဆရာဝန်ကြီးအနေနဲ့ပြကြည့်ပါစိတ်ကိုရှိရှိထားပါကျွန်တော်လည်းတတ်နိုင်တဲ့ဘက်ကအကူအညီပေးပါမယ် ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ခွင့်ပြုပါအောင်ဆရာ ကောင်းပါပြီဗျာ ဆ
Hello စကန်မကျွန်တော်ဒေါက်တာစိုးသူရပါဟိုနေ့ကမိသူကြိုလိုက်တဲ့ပိုင်ရှင်မဲ့မင်းကလေးအလောင်းအတွက် post modern report ရပြီအဲ့ဒါစကန်မှုလို့စီကတယောက်လူလူပြီးယူခိုင်းပေးပါအောင်ဘာမှတော့မထူးကြဘူးဗျဟိုဘာအထောက်ထားမှလည်းမတွေ့ဘူးအေးဗျအဲ့ဆိုဒါပဲနော်ရှင်းနေလေရောက်နေတော့ ကျွန်တော်အမှုတဲ့ကိစ္စဆိုတော့လေရောက်လာတာပေါ့ဗျာတန်းတီတီနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကိုလည်းကိုယ်စံထက်သိတာပဲရှင်းနေတဲ့အမှုတဲ့ဆိုတာတဲ့တားပါလို့တူအကြီးလို့ဆက်ဆံရေးမျိုးဆိုတာဟောဒါနဲ့ကိုယ်စံထက်ကိုမစ်ဆက်ပေးအောင်မယ်ဒါဒီကမျိုးမရဲစကားမှုကြီးပါစကားမှုကြီးဒါကိုယ်စံထက်ကျွန်တော်အမှုတဲ့တန်းတီတီရဲ့ခင်မွန်းပေါ့ ကျွန်တော်ကဇာနီထက်ပါရုပ်ရှင်ဒရိုက်တာလုပ်ပါတယ် ။အော်ရုပ်ရှင်ဒရိုက်တာကိုတွေ့ရတာဝမ်းသာပါလေဗျာ ကိုယ်စံထက်အခုဘယ်ကပြန်လာတာလဲ ကျွန်တော်အခုရိုက်ခွေးကနေတန်းလာပြီဒီမျိုးကနေမိုင်းနီယာလောက်ဝေးတဲ့မျိုးလေးမှာကျွန်တော်ရုပ်ရှင်ရိုက်နေနှစ်ပတ်ကျော်သွားပြီ ။အော်တန်းတီတီပြောင်းနေတာဘယ်တော့မှသိလဲ မနေ့ကကျွန်တော်မိန်းမဖုန်းကိုဆက်လို့မရနဲ့အိမ်ဖုန်းကိုဆက်တော့မှကျွန်တော်သိရတာဒါနဲ့ပဲကျွန်တော်လှုပ်လက်စအလုပ်တွေကိုဖျက်ထားခဲ့ပြီးထားလိုက်လာခဲ့တယ် တန်းတီတီစီနေတိုင်းဖုန်းဆက်တာလား များသောအားဖြင့်တော့ကျွန်တော်အားတဲ့ချိန်ဆက်ပါတယ်အဲ့ဒီရက်ပိုင်းကတော့ရိုက်ကူးကြီးကနေညဆက်နေတာနဲ့ကျွန်တော်ဖုန်းမဆက်ဖြစ်ဘူးမနေ့ကဖုန်းပြန်ဆက်ကြည့်တော့မှဒီလိုဒီချောင်းဆိုကျွန်တော်သိရတာစခန်းမိုးကြီးပါလာတာဆိုတော့ဘာထူးကြလို့လဲခင်ဗျာ ။ကျွန်တော်နေမိမှာတော့ထူးခြားဖြစ်စင်မရှိပါဘူး။ဒါပေမဲ့ဒီနေရာကတိုင်းနှစ်ခုမြို့နယ်သုံးခုဆက်ဆက်နေတဲ့နေရာဆိုတော့ကျန်တဲ့နေမြေတွေတော့မပြောတော့ဘူးဗျ။ခင်ဗျားတို့ကလည်းလူပြောက်တိုင်တာမဟုတ်တော့မေးမကြည့်ရသေးဘူး။ကျွန်တော်လည်းရှေ့နေခေါ်လာမှပဲအကြောင်းကိုသိရတာ ။အော် တန်းတီတီကဘယ်သွားမယ်ပြောသွားတယ်လဲ ကျမတို့တော့လက်ထက်လက်စွပ်ချောင်းနေလို့ခွင်းသွားချင်းမယ်လို့ပြောသွားတာပဲ တန်းတီတီကဘာနဲ့သွားတာလဲ ။ဆိုင်ကယ်နဲ့ပါ။ခါတိုင်းလဲသွားနေကြပါ။ဘာမှထွေထူးတော့မရှိပါဘူး။ဟိုဆရာကြီးဆုံးပြီးကလေးကအခုလိုပဲတယောက်တည်းဆိုင်ကယ်စီးပြီးသွားနေကြဆိုတော့ကျမလည်းအမှုမဲ့မနေလိုက်မိတာ။နှစ်ရက်လောက်နေလို့ပြန်မလာတော့မဟုတ်သေးပါဘူးဆိုပြီးရှေ့နေရှိကိုကျမဖုံးဆက်လိုက်တာပါ အခုရှင်းနေကြီးဘာဆက်လုပ်ဖို့စိတ်ကူးလဲ။ပြောင်းနေတာ9ရက်ဖြစ်ပြီဆိုတော့ မမေစုရောဘယ်လိုထင်လဲ ကျမလည်းဘယ်လို့မှမထင်တတ်ဘူးခါတိုင်းဒီတောင်ပေါ်ဆိုင်မှာမရှိရင်ကျမစီမှာရှိနေကြအခုကျမလည်းဒီရောက်နေရဆိုတော့သူ့ဘမရှိမယ်ဆိုတော့ကျမလည်းဘယ်လို့မှမတွေးတတ်တော့ဘူး ။မမလေးအန်ရတစ်ခုနဲ့တွေ့နေပြီထင်ပါတယ် ကျွန်တော်လည်းအဲ့လိုပဲထင်တယ်ရှင်းနေကြီးကျွန်တော်ကြည့်လိုက်တဲ့အကြည့်ကိုကျွန်တော်သိပါတယ်ရှင်းနေကြီးကသမီးလိုချစ်ရတဲ့တတ်တည်တွေအတွက်စိတ်ပူနေတယ်အခုဒီမှာရှိနေတယ်မေဆူဒေါ်တီတီလာအစားတတ်တည်တွေကိုချစ်ခင်ပြီးတော့စိတ်ပူပေးမဲ့သူတွေကြီးပါပဲကျွန်တော်လည်းကျွန်တော်မိန်းမတို့တကယ်ကိုစိတ်ပူနေတာပါစကမ်းမွေးခင်ဗျာကျွန်တော်မိန်းမအများဆုံးတွေ့အောင်ရှာပေးပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ် ။တရုတ်စကားပုံတစ်ခုရှိတယ်ဗျ။ဘာသတင်းမှမကြားရတာလဲသတင်းကောင်းပဲတဲ့။အခုဘာသတင်းမှမကြားအောင်မှုတ်လား။စိတ်ရေးထားပါဗျာ။ဒါကြကြီးကလည်းကျုပ်တို့လှုပ်လှုပ်ကင်လို့ကောင်းသွားအောင်စခန်းလာပြီးတော့လူပြောက်တိုင်ချက်ဖွင့်လိုက်ပါလား။
ဟုတ်ဘူးလားကဲရှင်းနေတော့ကြစို့ကျွန်တော်လည်းနှုတ်ဆက်ပွဲလေးသွားအောင်လားကျွန်တော်လည်းရှင်းလာဆိုရင်ပြင်ဆင်သွားတော့မှလေအဲ့ဒါဒီညကာရာအိုကေဆိုင်မှာနှုတ်ဆက်ပွဲလေးလုပ်မလို့ဒရိုက်တာကြီးလည်းလာခဲ့ပါလားအခုမှစုံမှုပေမဲ့ဒရိုက်တာကြီးကိုဖိတ်ပါရင်းနှီးတဲ့သူတွေလက်ဆောင်လေးပါလေးပေးကြမယ်ဆိုကြမယ်စားကြမယ်တောက်ကြမယ်ပြောကြမယ်ဒီလောက်ပါပဲ လာမှာပေါ့ဗျာတခြားလူတွေမှမဟုတ်တာ ဟုတ်ပါပြီ ရှင်းနေရောပါမလားခင်ဗျာ ကျွန်တော်ကမနှက်ဖန်ရုံချင်းတစ်ခုရှိလို့တခါတည်းတန်းပြမှာမဟုတ်ပါကဲအားလုံးပဲတွားလိုက်ပါအောင်မယ် ခုတက်တာဝါရင်မလားဒါဆိုအိမ်ရလူတွေဘယ်ဝါကြ အိမ်ခဏပြင်မယ်လို့ပြောသွားတာပဲဟုတ်လေဆီယမကျမမှန်ကြည့်ကျင်တယ်ကျမကိုမှန်ယူပေးလို့ရမလားယင် စေးအောင်မှာလူနာတွေမှန်မကြည့်ရဘူးလေ စီကန်းထုတ်ထားလို့လားယင် စီကန်းတော့မဟုတ်ပေါ့ဒီလိုပဲအစဉ်အဆက်လက်ခံခဲ့ကြတာလူနာတွေမှန်မကြည့်ရဘူးတို့အနီရောင်ဝိဆတွေအတုံးဆောင်တွေမတုံးရဘူးတို့လူနာကလေးတွေစေးဝင်စပွဲတွေကိုမခောက်ရဘူးတို့အဲ့ဒါမျိုးတွေပေါ့ ဟုတ်လေဆီယမနည်းနည်းလာခိုးကြည့်လို့မရဘူးလားလုပ်ပါဆီယမရဲ့ကိုညီပေးပါနော် ညီကဘာကိစ္စကြည့်ချင်ရတာလဲလှပြီးသားပဲဥစ္စာခုချိန်သွေးတစ်သားတဲ့နဲ့ပိုတောင်လှနေသေးတယ် ကျမမပန်းခက်ရဲ့မျက်နှာကိုမြင်ဘူးချင်လို့ပါကျမကိုကျမဘယ်လိုပုံစံဆိုတာမှန်းဆလို့လည်းမရဘူးပြီးတော့ဒါကကျမရဲ့ပုံစံစစ်မဟုတ်ဘူးလို့လည်းခံစားရတယ်အဲ့ဒါကြောင့်မကြည့်ချင်တာပါ ငါလောက်တဲ့တခြားညီလုံနေတော့ပထမဆုံးတွေ့ဘူးတာပဲအေးခဏဆောင်ဆရာမမှန်သွားယူပေးမယ်ဟုတ်ပြီလား ကဲရောက်ဒီမှာမှန် ဆီမမှန်လေးထားခဲ့လို့ရမလားယင်ကျမတို့ရဲ့အေးအေးဆေးဆေးလေးကြည့်ကြလို့ ကဲယူထားလိုက်ရေးမနေ့ကမှပဲဆရာမကိုပြန်ပေးဟုတ်လားအတော်တော်မောင်းနေပြီဆရာမလည်းပြန်တော့မယ် ဒါမှမျက်နှာလား ဘာကြောင့်ငါမျက်နှာမဟုတ်လို့ခံစားနေရလဲမပန်းခတ်ဆိုတဲ့နာမည်ရောဘာလို့ငါနာမည်လို့မခံစားရတာလဲဘာလွဲနေရလဲဘာတူလဲဘာတူလဲ ဟ
ဒီကိုကြီးရှိရအငွေတွေကိုမမျော်လင့်ပါနဲ့ ရှင် ယူအဲ့ရောတကယ်ချစ်လိုက် ခမရလေးကိုမချစ်ဖဲနဲ့တော့ဘယ်ငတုံးမှဒီလိုကိစ္စမျိုးမမမကျူလို့မမဟုတ်ဘူး ဒီရကိုကြီးရဲ့စီးစိမ်ချမ်းသာမှုလူချင်းတော့လား ယူအဲ့ရောမကြောက်ဘူးလား မေစုပြောပုံနဲ့ကွာ ဒီကိုတနက်ပြစ်တင်ပြီးမလား အော်တေးမပြည့်ရပါဘူးဟွန်းနော်ကိုတေးမတင်ကြဘူး